ဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျကျွန်းကြီးချန်နယ်ကြိုးပါနော်အားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့နေ့လေးဖြစ်ပါစေဗျကဲတင်ရမလားမတင်ရဘူးလားမတင်ရဘူးလားတင်ရမလားနဲ့ပြာများနေချင်းကိုနော်မတင်စီခြင်းတဲ့လူကအနည်းမလို့ကျွန်တော်တင်လိုက်ရပါတယ်နော်မတင်စီခြင်းတဲ့လူကမတင်စီခြင်းဘူးဗျတင်စီခြင်းတဲ့လူကတင်ပါဆိုတော့ကျွန်တော်အားကိုးတာကောင်းပါလေအားကိုးလို့ရင်လည်းမကောင်းအဲ့လိုပြောတာနော်နီးတရားဒီနီးနဲ့ပဲထွက်နေတာပါချင်းကိုလို့နော်ဒီနီးနဲ့ပဲရှားပါမတင်စေချင်တဲ့လူကတော့ဘယ်လိုလူလေးဆိုတော့ကျွန်တော်မသိဘူးဗျအဲကျွန်တော်တင်နေမတင်နေဒီ channel မှာပဲကျွန်တော်ဘာသာကြီးပဲကျွန်တော်တင်တော့မယ်လို့ပထမစိတ်ကူးနေမတင်မြန်ရင်လည်းတချို့တွေကတဲ့ကြီးအန်ကယ်ကြီးတွေလာမသိပါဘူးအမျိုးသမီးတွေများတယ်နော်အခုကနဲ့သူကမတွက်ချင်တာလားမတွက်တက်တာလားလာမသူကအားမစိုက်တာလားမပြောတတ်ဘူးအဲ့လိုမျိုးတွေကဲခုကတင်ပေးလိုက်တယ်နော်ချင်းကိုကွန်မန့်မလာအောင်မတင်ပါနဲ့ဒုက္ခပြီးတယ်လို့နော်ဟုတ်လားကြိုက်ရင်တော့ထိုးပါလို့ကျွန်တော်ပြောပြီးတော့မကြိုက်ရင်မထိုးနဲ့မကြောသွားလို့အများတန်းကျွန်တော်ပြောတယ်နော်မကြိုက်ရင်မထိုးပါနဲ့ဒုမှကျွန်တော်ဇွတ်မတောင်းဘူးနော်ဒီတစ်ပတ်ကျွန်တော်3ဖိုင်တင်တာ3ဖိုင်လုံးအောင်နေပြနော်ကျွန်တော်တင်ကွက်တီလည်းပါတယ်ရွေးချယ်ခဲ့ကွက်ကိုပြောတာနော်တင်ကွက်ဆိုရွေးချယ်တဲ့ကွက်တီလည်းပါတယ်နော်3ဖိုင်လုံး2ဖိုင်မှာတော့ main တင်ပါတယ်ဗျာနော်ကျွန်တော်တင်ကွက်ကိုမှ main နောက်6ဖိုင်ကတော့တင်ကွက်63ကျော်ပါဇက်ကပြောတယ်နော်6336ကိုတတိထားပါကျွန်တော်မေ့နေတော့မှချင်းကြီးကိုပါကိုပဲတချို့တွေကကြောသွားတာဗျာနောက်ဆုံးထိုးမဲ့အကွက်ပဲသွားရှင်းမှာဘာကြီးပြောနေယူလူလိုအပေါ်လူလိုရှောက်ပြောနေတယ်ဆိုပုံစံမျိုးနဲ့နောက်ဆုံးပဲထိုးရမယ့်အကွက်ပဲသူကကြောသွားတာမကြောနဲ့ကို့အတွက်အဲ့လိုမျိုးဆိုနစ်နာတယ်เนาะအင်တာနက်ဖိုးအဲ့လိုနောက်တော့လေအင်တာနက်ဖိုးကကုန်ပြီးတာပဲเนาะရှေ့ကနေနောက်ကိုဆွဲသွားနောက်ကြလဲနောက်ဆုံးဒီဆွဲသွားပေါ်တဲ့ကနန်း connection အလုပ်တာလေဗျာ connection အလုပ်မှတော့နောက်ဆုံးကိုဆွဲသွားလဲပေါ်မှာပဲအဲ့မှာတခါတည်းဖြတ်ထားပြီးတာเนาะနောက်ဆုံးကြော်လဲအလကားပဲ connection ကိုပတ်စံကုန်မှာဆိုလို့နောက်ဆုံးဒီကြော်လဲအဲ့ဒီနောက်ဆုံးဒီကြော်လဲ connection ကဖြတ်သွားပြီးတာเนาะချင်းကိုလို့တခါပြောထားတာပါနီးလေးတွေရအောင်လို့ကျွန်တော်မျှအောင်ပေးတာเนาะโอเคမကြိုက်တဲ့လူကများတယ်ဆိုတော့ကျွန်တော်မတင်တော့ဘူးเนาะမကြိုက်တာများတယ်ဆိုတော့ဘာလို့များဒုက္ခပေးနေတယ်ဘာညာဆိုတော့ကျွန်တော်မတင်ဘူးရโอเคကြည့်လိုက်အောင်ရှေ့ရငါရဲ့နှလုံးပေါင်းခြင်းဘယ်လောက်လဲ3ပါတဲ့3လုံးပါတဲ့4ရက်တော့မှ3ထွက်မယ်ထွက်လာ3ခုဆိုဒီမှာထွက်တယ်เนาะဟုတ်ပြီ945အပြာရောင်နဲ့945 3လုံးပေါင်းခြင်း4ပါတဲ့4လုံးပါတဲ့4ထွက်လာတယ်4ခွန်44ဆိုဒီမှာထွက်တယ်ဟုတ်ပြီเนาะနောက်ဒီ6ရဲ့အစိမ်းအောင်နဲ့လုပ်ရမယ်เนาะ6ရဲ့1ရဲ့နှလုံးပေါင်းခြင်းဘယ်လောက်လဲခွန်ပါတဲ့ခွန်လုံးပါတဲ့4ရက်တော့မှခွန်ထွက်မယ်ထွက်လာ1ခွန်ထွက်တယ်ခွန်4ထွက်တယ်ဟုတ်ပြီနော်နောက်6ရက်1ရက်ဒီနှလုံးပေါင်းခြင်းဘယ်လောက်လဲ1ပါ1လုံးပါ4ရက်တော့မှ1ထွက်မယ်ထွက်လာဒီ1ခွန်ဆိုပြီးထွက်တယ်ဟုတ်ပြီနော်ဒီ9ရဲ့1ရဲ့နှလုံးပေါင်းရင်ဘယ်လောက်လဲ6ပါ6လုံးပါ4ရဲ့တော့မှ6ထွက်တယ်6ထွက်လာ6ထွက်တယ်ဒီမှာနော်ဟုတ်ပြီโอเคအဲ့တိုင်လေးတော့ကျွန်တော်မကြိုက်ရင်တော့ကြော်နော်သူမှကျွန်တော်ဇွတ်မတိုက်တုံးမကြိုက်ရင်ကြော်မကြိုက်ရင်မကြည့်နဲ့တခါလေးပြောထားပြီလားနောက်ပြီးစက်ကြည့်အောင်9ရဲ့8ရဲ့နှလုံးပေါင်းခြင်း3ဖြစ်တယ်လို့ခွန်ရဲ့6ရဲ့နှလုံးပေါင်းခြင်းဘယ်လောက်လဲ3ပါပဲ3လို့ပါ4ရဲ့တော့မှ3ထွက်မယ်ထွက်လာ
ရှစ်သုံးထွက်တယ်ဒီမှာနှစ်သုံးထွက်တယ်ဟုတ်ပြီနော်ငါးလေးငါးသုံးလုံးပေါင်းချင်း၄ဖြစ်တယ်လို့၄ငါး၃၃၄ငါးသုံးလုံးပေါင်းချင်းဘယ်လောက်လဲနှစ်ပါနှစ်လုံးပါထွက်လာနှစ်သုံးထွက်တယ်နှစ်၄ထွက်တယ်နှစ်ခွန်ထွက်တယ်ဟုတ်ပြီနော်ဟုတ်ပြီ6ရဲ့1ရဲ့အစိမ်းရောင်လေးနဲ့နှလုံးပေါင်းချင်းခွန်ဖြစ်တယ်လို့ဒီမှာ3ညရင်3ညရင်နှလုံးပေါင်းချင်းအစိမ်းရောင်နဲ့နော်3ညရင်3ညရင်နှလုံးပေါင်းချင်းဘယ်လောက်လဲ3ညပါ3ညလုံးပါ4ရက်တော့မှ3ညထွက်လာဒီမှာ3ည8ဆိုပြီးထွက်တယ်ဟုတ်ပြီ9ရက်6ရက်ဒီမှာအပြာရောင်အုပ်ထားတယ်စီးဖြစ်ထားတယ်နှလုံးပေါင်းချင်းတိဖြစ်တယ်လို့4ရက်နှလုံးပေါင်းချင်းဘယ်လောက်လဲ8ပါ8လုံးပါ8ထွက်လာဒီမှာ3ည8ထွက်တယ်8 3ထွက်တယ်ဟုတ်ပြီနော်1ရက်9ရက်နှလုံးပေါင်းချင်း6ဖြစ်တယ်လို့3ညရက်3ရက်နှလုံးပေါင်းချင်းဘယ်လောက်လဲ3ပါ3လုံးပါ3ထွက်လာနော်8 3ထွက်တယ်နှစ်3ထွက်တယ်ဒီမှာလည်းပြောထားပြီနော်3ဟုတ်ပြီဗျာမကြိုက်ရင်ကြော်နော်မကြည့်နဲ့ဗျာကျွန်တော် channel ကို subscribe လုပ်ထားတယ်ဆိုရင်ထွက်တာပြစ်လိုက်နော်တခါပြောထားပြီလား okay 6ရက်2ရက်နှလုံးပေါင်းကြီး8ပါ8လုံးပါ8ထွက်လာ4 8ထွက်တယ်9 8ထွက်တယ်ဦးကြောင်ကြောင်နေမတ်အနေနဲ့တော့နော်ဦးကြောင်ကြောင်နေမတ်အနေနဲ့ဗျာတခါတည်းပြောထားပြီဒုက္ခရောက်အောင်ရုပ်လုပ်နေလို့ဆိုရင်လည်းကြည့်နေနဲ့ဟာလားကြည့်နေတဲ့သူအနောက်ရှက်ဖြစ်တယ်4 5 3 3လုံးပေါင်းချင်း2ဖြစ်တယ်လို့9ခွန်6 6ခွန်9 3လုံးပေါင်းချင်းဘယ်လောက်လဲ2ပါပဲ2လုံးပါကျွန်တော်မူတိုင်းပဲကျွန်တော်နော်လုံနေမှာပဲနှစ်တစ်ထွက်တယ်ဒီမှာမန်ပါလဲဝင်းချင်းလေးတခါပြောထားပြီလားကျွန်တော်မူတိုင်းပဲတွေ့တဲ့ဟာကြိုက်ရင်ထိုးနော်ဘရိတ်ပေးတယ်ဝိကတ်ပေးတယ်ဒီပတ်ဆိုဝိကတ်တွေအကုန်ထွက်တယ်ဗျာနော်ဘရိတ်လဲနှစ်ကတ်လုံးထွက်တယ်ဗျာနော်ဘရိတ်တကွက်နှစ်ကွက်လေးပဲထိုးမယ်မန်ပါမလာခဲနဲ့ကျွန်တော်လည်းမထုတ်တတ်ဘူးတကွက်နှစ်ကွက်3ညရဲ့နှလုံးပေါင်းချင်း3ညဖြစ်တယ်လို့ထွက်မဲ့ကဏ္ဍပဲကျွန်တော်ကိုပြီးပါလို့ထွက်မဲ့ကဏ္ဍတည်ရင်ကျွန်တော်ပေါင်းထိုးမှာပေါ့ဗျာနော်လူမတောင်လှုပ်ရှုပ်ခံအုံနောက်6ခံပြီးတော့ပတ်စံယူပြီးတော့ခင်ဗျလှုပ်မနေဘူး3ညတယ်ဒီမှာ4 3ညဆိုပြီးထွက်တယ်โอเคနော်4ရက်နှလုံးပေါင်းချင်း8ဖြစ်တယ်လို့ခွန်ရက်2ရက်နှလုံးပေါင်းချင်းဘယ်လောက်9ပါ9လုံးပါ4ရက်တော့မှ9ထွက်လာ9 5ထွက်တယ်9 8ထွက်တယ်9 9ထွက်တယ်ဟုတ်ပြီနော်3ညရဲ့3ရက်နှလုံးပေါင်းချင်း3ဖြစ်တယ်လို့8ရက်6ရက်8ရက်နှလုံးပေါင်းချင်း4ပါ4လုံးပါထွက်လာ4ခွန်4ထွက်တယ်4 3ညထွက်တယ်4 8ထွက်တယ်ဟုတ်ပြီနော်2ရက်6ရက်နှလုံးပေါင်းချင်း8ဖြစ်တယ်လို့ခွန်ရက်9ရက်နှလုံးပေါင်းချင်း6ပါကျွန်တော်မတင်လဲချင်းကြီးကိုဒီနည်းလေးတွေနဲ့ကိုပေါ့လုပ်ကြည့်ဒါဆိုရင်4ပင်ရိုက်ဗျာဟုတ်နော်နောက်တဲ့3ပင်လေးကိုလုပ်ကြည့်လိုက်ကစားကြည့်လိုက်ကိုအောင်ခဲတံနဲ့ဘောပင်နဲ့ပေတံလေးနဲ့စာရွက်အကျန်းလေးနဲ့ဒါမျိုးလေးစီပီချရေးမပြင်းနဲ့နော်အဲ့ကလေးနဲ့သွားအဲ့နီးစီတွေပဲသွားတာပဲနည်းနည်းလက်တော့ကွန်လေးနဲ့ကီးလေးနဲ့ကိုပေါ့လုတ်တက်အောင်လုပ်ဒါဆိုပြည့်မလို့ဘူးနော်ပြည့်မလို့ဘူးချင်းကြီးကိုအဲ့နီးနဲ့သွား6တယ်ထွက်လာ6 3ဆိုဒီမှာထွက်တယ်နော်ဟုတ်ပြီခွန်9 6 3လုံးပေါင်းချင်း2ဖြစ်တယ်လို့1 3 1 3 9 9 3 1 3လုံးပေါင်းချင်းဘယ်လောက်လဲ3ပါ3လုံးပါ3ထွက်လာဒီမှာ6 3ထွက်တယ်2 3ထွက်တယ်ဟုတ်ပြီနော်2ရက်8ရက်နှလုံးပေါင်းချင်း3ညဖြစ်တယ်လို့4ရက်နှလုံးပေါင်းချင်းဘယ်လောက်လဲ8ပါ8လုံးပါ8ထွက်လာ1 8ထွက်တယ်ဒီမှာ2ရက်9ရက်နှလုံးပေါင်းချင်း9ဖြစ်တယ်လို့1ရက်2ရက်နှလုံးပေါင်းချင်းဘယ်လောက်လဲ3ပါ3လုံးပါ
3ထွက်လာ6 3ထွက်တယ်ဒီမှာခုနလည်းပြောပြီးပါပြီဒီမှာ3 2 3ထွက်တယ်6ရ8ရ8ရ6ရနှလုံးပေါင်းခြင်း4ဖြစ်တယ်လို့4ရ9ရနှလုံးပေါင်းခြင်းဘယ်လောက်လဲ3ပါ3လုံးပါခုနလည်း3ပြောပြီးနော်2 3ထွက်တယ်6 3ထွက်တယ်ဟုတ်ပြီခွန်ရ9ရနှလုံးပေါင်းခြင်း6ဖြစ်တယ်လို့တိရ9ရနှလုံးပေါင်းခြင်းဘယ်လောက်လဲ3ညပါ3ညလုံးပါထွက်လာ3ည4 3ညထွက်တယ်3ည8ထွက်တယ်တစ်3 9 3လုံးပေါင်းခြင်း3ဖြစ်တယ်လို့9 3 6ဟာဘာဖြစ်စူးညံပွက်လို့အိမ်နေရလဲ6 3 9 3 9 3 6 3လုံးပေါင်းခြင်း8ပါ8လုံးပါထွက်လာ8 8ထွက်တယ်ဒီမှာ3ည8ထွက်ဟုတ်ပြီနော်4ရ4ရနှလုံးပေါင်းခြင်း8ဖြစ်တယ်လို့ခွန်ရ9ရ9ရခွန်ရနှလုံးပေါင်းခြင်းဘယ်လောက်လဲ6ပါ6လုံးပါထွက်လာ6ဒီမှာ6 3ဆိုဒီမှာထွက်တယ်ကျွန်တော်ပြောရနော်ပတ်တိုင်းပတ်တိုင်း6နဲ့9နဲ့ခင်ဗျားတို့ထိုင်းပတ်နေပတ်ဆိုင်ရှင်နော်9000လောက်လက်ထက်မှာ9000ရှိဗျာကိုယ့်ဘောချင်းကြည့်လေနော်4ပင်ရိုက်4ပင်ရိုက်ကိုယ့်6 9ထိုင်းပတ်နေဗျာတရားဖို့ပတ်မလားစားခြင်းဒုတ်လေးမရလေ6နဲ့9နဲ့ပါအုံအောင်6မခံနိုင်ဘူးဆရာရဲ့6နဲ့3နဲ့ထိုင်းပတ်နေမယ်ဇာတိုးနဲ့ထွက်ရင်တော်ပြီးမှုနေမယ်ဒါမျိုးတွေစဉ်းစားနေတိုင်းထိုးနေတိုင်းမပေါက်ချင်နဲ့6 3 3 6ကျော်မနေ့ကထိုးတော်ပြီးညနေမထိုးရင်မထိုးနဲ့ဟုတ်လားမထိုးလည်းစိတ်မဆိုးကျွန်တော်မှန်ပါတယ်လေတနေ့တချိန်ရရင်တော်ပြီပေါ့ဗျာတဘောပြော့ပြတာနော်ကျွန်တော်တော့နေရောညာရောတွက်ပြီးတော့ကျွန်တော်တင်ပါပဲညနေဘက်ရောနေ့တနေ့ကုံစားရယ်တနေ့ကုံစားဆိုရင်တော့တော်နဲ့ဟာမနေ့ခင်းမှာထပ်ပြီးတော့တင်ခဲ့တယ်အနည်းကညနေဆိုရင်တော့ကျွန်တော်တင်တယ်နော်ညနေမှာကီးရယ်ချင်းရယ်အဲ့လိုမျိုးပေါ့ဗျာပြောင်းလဲတာမျိုးရှိတာမျိုးတဲ့မနေ့ခင်းထွက်သွား3 6 6 3နော်ဟိုမွေးမှာလဲကျွန်တော်3 6မင်းကိုကျွန်တော်တင်းထားတယ်နော်လိုင်းပေါ်မှာတော့လိုက်ပြင်လို့မရလို့เนาะ3 6ကျွန်တော်မန်ပါတွေအတွက်မှာ3 6ကိုကျွန်တော် main တခါတည်းလောက်ထားတယ်ဘာလို့အဲ့မှာနေ့တိုင်းနဲ့လည်းအဆင်ပြေလို့ကျွန်တော်ကို break လည်းဖြစ်လို့ကျွန်တော် main ကိုတင်ခိုင်းတာเนาะအဲ့မှာ okay စက်ကြည့်အောင်စကားတွေဟိုရောက်ဒီအောင်လေ1 3 9 3လုံးပေါင်းချင်း3ဖြစ်တယ်လို့9 3 6 3လုံးပေါင်းချင်းဘယ်လောက်လဲ8ပါအဲ့ပြောပြီလားဒီ3ကဘယ်ဟာ3လဲဟော2နဲ့1နဲ့နှလုံးပေါင်းချင်း3ဖြစ်တယ်လို့9နဲ့4နဲ့နှလုံးပေါင်းချင်းဘယ်လောက်လဲ3ပါပဲ3လုံးပါ4ရဲ့တော့မှ3ထွက်လာထွက်တယ်เนาะဒီမှာ6 3ဆိုဒီမှာထွက်တယ်โอเค4နဲ့9နဲ့နှလုံးပေါင်းချင်းဘယ်လောက်လဲ3ဖြစ်တယ်လို့9နဲ့6နဲ့နှလုံးပေါင်းချင်းဘယ်လောက်လဲ3 3 3 3ဟုတ်ပြီเนาะတက်လာတော့ခုနပြောပြီး6 3ဆိုတက်โอเคလုံနေနဲ့ခွင်လေးတွေတွေ့နေတယ်เนาะချစ်ညီကိုလို့ခွင်လေးတွေတွေ့နေတယ်လာတယ်ဗျာတော်တော်လေးလာမမြင်ဘူးအခုမှပဲကျွန်တော်ခဏနေပြမယ်တွေ့နေနဲ့ကြည်နေနဲ့ကျွန်တော်တော်တော်လေးလာတယ်เนาะပြမယ်ခဏနေ1နဲ့9နဲ့နှလုံးပေါင်းချင်း3ညဖြစ်တယ်လို့4နဲ့1နဲ့ဒါမျိုးလေးကြည်ခိုင်းတာကြည်နေနဲ့ကျွန်တော်လုံနေနဲ့ကြည်သွားခွင်လေးလာနေပြီကျွန်တော်ပြမယ်ခဏနေ9ပါတဲ့9နဲ့5ထွက်တယ်ဒီမှာ3ည5ထွက်တယ်ဟုတ်နော်9 3 6 3လုံးပေါင်းချင်း10ဖြစ်တယ်လို့လာလိုက်တာဗျာနော်6 3 9 6 9 8 8 9 6 3လုံးပေါင်းချင်းဘယ်လောက်လဲ3ပါ3လုံးပါ3ထွက်လာဒီမှာ3 3ညထွက်တယ်ဟုတ်နော်9နဲ့9နဲ့နှလုံးပေါင်းချင်း6ဖြစ်တယ်လို့1နဲ့9နဲ့နှလုံးပေါင်းချင်းဘယ်လောက်8ပါ8လုံးပါ8ထွက်လာ8 8ဆိုပြီးမှထွက်တယ်တချို့တွေကကန်ဆက်မှတော့ကျွန်တော်ဒီမှာဝင်ပြီးတော့ကျွန်တော်ပြောတာနဲ့ပဲစုတ်ကန်နဲ့မန်ပါဝင်နေရှုံးနေဆိုရင်ကန်မဆက်ဘူးဆိုရင်
မဝင်နဲ့အကောင်းဆုံးပဲနော်ကံမဆိုင်မဝင်ပါနဲ့ဗျဒီတိုင်းတိုင်းလေးလိုက်မောဆရာပေးတဲ့ဟာလေးထူနေတာမြက်နေတယ်ဆရာစီမန်ပါဝင်မှရှုံးနေဆိုမဝင်နေတဲ့နောက်တစ်ခေါက်ကျွန်တော်စိတ်မစိုးလိုက်မောဟာနဲ့ပဲမွေးကနဲ့လေကိုကအစင်ပြေမွေးကနဲ့ပဲထူနော်ကျန်တဲ့လူတွေပေါက်ပြီးသူ့ကြမှာပေါက်ဘူးဆိုဟာမျိုးတွေနော်ကျွန်တော်ပြောတယ်ဘရိတ်ကိုလိုက်မလားမွေးကတ်ကိုလိုက်မလားနော်မွေးကတ်လေးနဲ့နေတိုက်ကိုလိုက်မလားဘရိတ်လေးနဲ့နေတိုက်ကိုလိုက်မလားကျွန်တော်အများတိုင်းပြောတယ်နော်အပတ်တိုင်းပြောတယ်နော်နေတိုက်ကိုနေတိုက်ကိုမှမင်းပဲထူးမယ်နှစ်ကွက်လေးပဲထူးမယ်သုံးကွက်လေးပဲထူးမယ်ကျွန်တော်အဲ့ဆိုတော့မလာခဲ့နဲ့ထိုးလည်းမထိုးနဲ့နော်ပြောစီမလာခဲ့နဲ့ကျွန်တော်နှစ်ကွက်လေးသုံးကွက်လေးမထုတ်တတ်လို့ပါနော်ဒါစီရန်နဲ့ပြောတာပါကျွန်တော်မထုတ်တတ်လို့တကယ်မထုတ်တတ်လို့ပါနော်ချင်းဒီကိုလေးနဲ့ကိုနဲ့နှလုံးပေါင်းချင်း3ဖြစ်တယ်လို့လေးနဲ့ကိုနဲ့နှလုံးပေါင်းချင်းဘယ်လောက်လဲ3ပါပဲ3လုံးပါ3ခုနလည်းပြောပြီးတော့ဒီမှာ3ညထွက်တယ်ဟုတ်နော်ခုနဲ့6နဲ့နှလုံးပေါင်းချင်း3ဖြစ်တယ်လို့ဒီမှာခုနဲ့6နဲ့နှလုံးပေါင်းချင်းဘယ်လောက်လဲ3ပါ3လုံးပါထွက်လာ3ညခုနလည်းပြောပြီးနော်3ဟုတ်ပြီစက်ကြည့်အောင်လေးနဲ့တင်းနဲ့နှလုံးပေါင်းချင်း5ဖြစ်တယ်လို့နှစ်နဲ့3နဲ့နှလုံးပေါင်းချင်းဘယ်လောက်5ပါ5လုံးပါငါရီတဲ့ကငါရီတဲ့ကငါโอเคခုမကြော်เนาะဒါခုမကြော်ဒီကြပေါက်လာလိမ့်မယ်ဗျာโอเคလာပြောတာနော်9 8 6 3လုံးပေါင်းချင်း3ဖြစ်တယ်လို့9 9 1 1 9 5 3လုံးပေါင်းချင်းဘယ်လောက်လဲ5ပါငါဒီတဲ့ကငါကုန်းပေါ်တက်တော်မယ်နော်ဒီတဲ့ကငါနော်လိုက်တာလိုက်1နဲ့9နဲ့နှလုံးပေါင်းချင်း10ဖြစ်တယ်လို့1နဲ့4နဲ့နှလုံးပေါင်းချင်းဘယ်လောက်လဲ5ပါတဲ့ငါပါโอเค4နဲ့9နဲ့နှလုံးပေါင်းချင်းဘယ်လောက်3ဖြစ်တယ်လို့3ညနဲ့5နဲ့နှလုံးပေါင်းချင်းဘယ်လောက်လဲငါ9နဲ့6နဲ့နှလုံးပေါင်းချင်း3ဖြစ်တယ်လို့4နဲ့1နဲ့နှလုံးပေါင်းချင်းကလည်းဘယ်လောက်လဲ5โอเค5ပါလို့လာပြောတာ5ပါโอเคကဲပရိလေးကြည့်မပြောသေးဘူးကျွန်တော်ပြီးမှပဲဆက်ပြောကပရိဒါဆိုတော့ကျွန်တော်ဒါတွေပြလိုက်မယ်နော်ပရိကျွန်တော်ရဲ့မူတိုင်းပဲပရိကနားမလဲဘူးဆိုနှစ်ခါပြန်ကြည့်နော်တခါပထမဆုံးတကြော့ပဲခမောင်းအင်တာနက်ဘုတ်ကိုလားဒုတိယတကြော့ဒါမှမဟုတ်လေအခုကြည့်နေတယ်ဗျာနောက်ဆုံးထိရောက်တယ်အင်တာနက်ပိတ်လိုက်ကို data နဲ့ကိုပြောတာပါ wifi ရတဲ့လူကြတော့အေးအေးကြောင်ဘယ်တော့ကြည့်ဘာမှဖြစ်ပါဘူးဟုတ်တယ်မလားအင်တာနက်ကို data နဲ့ကိုကြည့်တဲ့လူတွေနောက်ဆုံးထိရောက်သွားပြီโอเคအင်တာနက်ပိတ်လိုက်အစနေပြန်ကြည့်ကိစ္စမရှိတော့ပြန်ကြည့်လို့ရနောက်ဘလို့ပဲဖြစ်ဖြစ်နောက်ဆုံးထိစွဲကြည့်တဲ့လူလဲအင်တာနက်ကကုန်းတာတူတူเนาะတခါတော့အင်တာနက်ဖို့ကတော့ကုန်းပါပဲเนาะအဲ့ဒါလာပြောတာပါโอเคစက်ကြည့်အောင် break လေး546 64 536 635 3လုံးပေါင်းချင်း4ပါ4နှစ်ကနဲ့4နှစ် break ထွက်လာ4နှစ်ဒီမှာ2 break ထွက်တယ်ဒီမှာ2 break ထွက်တယ်ဟုတ်ပြီနော်ဟုတ်ပြီစက်ကြည့်635 3လုံးပေါင်းချင်း4ဖြစ်တယ်လို့466 664 3လုံးပေါင်းချင်းဘယ်လောက်လဲ6ပါ6နှစ်ခါက9 69 break ထွက်လာ69 break ဒီမှာ6 break ထွက်တယ်ဒီမှာ9 break ထွက်တယ်ဟုတ်ပြီနော်ဟုတ်ပြီစက်ကြည့်အောင်466 3လုံးပေါင်းချင်း6ဖြစ်တယ်လို့496 694 3လုံးပေါင်းချင်း9ပါ9နှစ်ခါက6 96 break ထွက်လာ96 break ဒီမှာ9 break ထွက်တယ်ဟုတ်ပြီနော်စက်ကြည့်အောင်
496 3လုံးပေါင်းချင်း9ဖြစ်တယ်လို့489 3လုံးပေါင်းချင်းဘယ်လောက်လဲ1ပါ1နှစ်ခက်က8 18 break ထွက်လာ18 break ဒီမှာ1 break ထွက်တယ်ဟုတ်နော်489 3လုံးပေါင်းချင်း1ဖြစ်တယ်လို့149 941 3လုံးပေါင်းချင်းဘယ်လောက်လဲ4ပါ4နှစ်ခက်က2 49 2 break 4နှစ် break ထွက်လာဒီမှာ4 break ထွက်တယ်ဟုတ်နော်149 3လုံးပေါင်းချင်း4ဖြစ်တယ်လို့1ခွန်8ခွန်1ခွန်1 3ည3ခွန်1 3လုံးပေါင်းချင်း8ပါ8နှစ်ခက်က1 8 break ထွက်လာ8တက်ဒီမှာ1 break ထွက်တယ်ဟုတ်ပြီနော်စက်ကြည့်အောင်3ခွန်1 3လုံးပေါင်းချင်း8ဖြစ်တယ်လို့မင်းသားကြီးခလက်လာပြီနော်305နှစ်5ပေါင်း305နှစ်5 3 3လုံးပေါင်းချင်းခွန်ပါခွန်နှစ်ခက်က3ခွန်3 break โอเคဒီကြောင်ဒီမှာခွန်3 break လာမယ်နော်ဟုတ်ပြီခွန်3 break ကလာပြီးတော့တူးနေတာပထမကျွန်တော်ဗာဒီမှာလည်းကြည့်ကြည့် break နော်ဒီရှားနေတဲ့ငါးထွက်တယ်ဆိုရင်တေချာပေါ့ break ကတက်ငါးတက်ထွက်တယ်ဆိုတော့ဒီအခုပြောတဲ့ခွန်3 break ကိုလိုက်တာလိုက်နော်ငါးနဲ့9နဲ့နှလုံးပေါင်းချင်း4ပါ4နှစ်ခက်ကနဲ့4နှစ် break ဒီမှာလည်း4နှစ် break 4နှစ် break ဟုတ်နော်ပါပြီးသား4နှစ် break ထွက်တယ်ဆိုတာပြောတာနော်ကျွန်တော်ဒီမှာနှစ် break okay 9နဲ့9နဲ့နှလုံးပေါင်းချင်း4ဖြစ်တယ်လို့9နဲ့8နဲ့နှလုံးပေါင်းချင်းဘယ်လောက်လဲ5ပါ9နှစ်ခက်က3 3 break โอเค5 3 break ထွက်လာ5 3ဒီမှာ5 break ထွက်တယ်ဒီမှာ3 break ထွက်တယ်ဒီမှာလည်း5 break ထွက်တယ်โอเคနော်9နဲ့8နဲ့နှလုံးပေါင်းချင်း5ဖြစ်တယ်လို့8နဲ့3နဲ့ဒီနှလုံးပေါင်းချင်းဒါ break နှစ်ခါလားတူတာကိုပြတာပါကြနော်ဘယ်လောက်လဲ1ပါ1နှစ်ခက်က8 8 break ထွက်လာ1 8ဒီမှာ8 break ထွက်တယ်ဒီမှာ1 break ထွက်တယ်โอเค8နဲ့3နဲ့နှလုံးပေါင်းချင်း1ဖြစ်တယ်လို့9နဲ့3ညနဲ့နှလုံးပေါင်းချင်းဘယ်လောက်လဲ5ပါ9နှစ်ခက်က3 3 break ထွက်လာ5 3ဒီမှာ3 break ထွက်တယ်ဒီမှာ3 break ထွက်တယ်ဒီမှာ3 break ထွက်တယ်ဒီမှာလည်း5 break ထွက်တယ်ဗျာနော်โอเคစက်ကြည့်အောင်4နဲ့8နဲ့နှလုံးပေါင်းချင်းဘယ်လောက်လဲ2ပါ2နှစ်ခက်က4နှစ်ခက်က2အတူတူပဲနဲ့မရှင်းပြတော့ဘူးနော်ဒီမှာလည်း4နှစ် break ထွက်တယ်ပြောတာဟုတ်ပြီဒီမှာ4 break ထွက်တယ်ဗျာဟုတ်ပြီနော်4နဲ့8နဲ့နှလုံးပေါင်းချင်း2ဖြစ်တယ်လို့9နဲ့8နဲ့နှလုံးပေါင်းချင်းဘယ်လောက်လဲခွန်ပါခွန်နှစ်ခက်က3ခွန်3 break ထွက်လာခွန်3ဒီမှာ3 break ထွက်တယ်ဟုတ်ပြီနော်9နဲ့8နဲ့နှလုံးပေါင်းချင်းခွန်ဖြစ်တယ်လို့3နဲ့တော့1နဲ့9နဲ့နှလုံးပေါင်းချင်းဘယ်လောက်လဲ3ပါ3နှစ်ခက်ကခွန်နှစ်ခက်က3နှစ်ခက်ကခွန်နော်ခွန်3 break ကလားတူနေတယ်ဆိုတော့ကျွန်တော်ပြောပြတာနော်ခွန်3ဒီမှာ3ခွန်မစင်စားနဲ့တော့မစင်စားဘာကြောင့်ဆိုပြီးโอเคအဲ့တော့ခွန်3ဆို2 5ဗျာ2 5အမိန်တင်လားနော်လုံးနေတယ်နောက်ပါလဲ5 5နောက်ပါလဲ5ခွန်ဒါပဲကြိုက်ရင်သူမကြိုက်ရင်သူပြောထားပြီကြိုက်ရင်သူမကြိုက်ရင်သူအာမနာနဲ့နော်မကြိုက်တဲ့ဟာကိုစုမထိုးခိုင်းโอเคအဲ့ဒီလာပြောတာပါနောက်ခုနကကျွန်တော်ပြောမယ်ဆိုတဲ့ဟာလေးကျွန်တော်ပြောမယ်အလောက်ကတခုတည်းမဟုတ်ဘူးပြောမယ်နော်
ဒါကြည့်တယ်လေကို့မှာအလုတ်ကင်နေပါနော်ဒုက္ခရအောင်လုပ်နေတာမဟုတ်ပါဘူးဝါနာပါလို့ကျွန်တော်လုပ်နေတာနော်တရားကြည့်ပြီးတော့လုပ်ပြီးတော့စီပါကြီးထိုင်ပြီးတော့ဟုတ်မဟုတ်ပေါင်းပန်းစီပြောနေတာမဟုတ်ဘူးချင်းကိုကျွန်တော်ကိုယ်၌ကလည်းဝါနာပါတယ်ထိုးတယ်ဗျာအောင်ကနေထိုးတယ်နော်ဒိုင်းလေးတောင်ဒူးမငုတ်တုံမိအောင်စောင့်ထိုးလုံးလို့အကုန်လုံးကလက်လန်တယ်နော်အဲ့လိုပြောပင်အောင်ကျတဲ့နေဦးရှိသေးတယ်ဗါတဲ့မင်းထိုးလောက်ကပြင်းအောင်ပြင်းတယ်မင်းကြိုက်တော့ထိုးဆိုလာသေးတယ်တချို့ပေါင်းတယ်နော်ဖင်နဲ့ငုံတဲ့တောင်စောင့်ပြီးနေမယ်ပြရခတ်တော့နော်ပေါက်လိုက်တဲ့ဟာကပြတယ်နော်နော်အိုးကျွန်တော်တော့ပါကြီးကြောက်ပါလူရနဲ့တော့ဖြစ်သွားအောင်နော်ကျွန်တော်ထိုးဖို့ထိုးနေရဲ့โอเคအပတ်တိုင်းမရှုံးဘူးဗျာနော်ထိုးတာလည်းအကုန်တကွက်လက်ကွက်တယ်တော့မဟုတ်ဘူးနော်ချက်စင်းကြီးကလောက်နေโอเคခုနကကျွန်တော်ပြမယ်ဆိုတော့ကြည့်နေဘူးလို့လုံနေနေကျွန်တော်ပြဖို့ပါကြည့်တာရှယ်လေးလှလိုက်တာနော်တော်လေးကိုလာနော်ဒီမှာပါလဲဆိုဘုဒ္ဓဘုနေ့ညနေပိုင်းလေးမနေ့ထိတ်စီရှယ်လေးကြည့်ကြည့်အောင်ကျွန်တော်လည်းလုံနေနေပါနော်ခုနကကျွန်တော်ပြောရမလားပြမယ်အိုးလှလိုက်တာပြမယ်ဆိုနော်ကြည့်ကြည့်ဒါဒီနှလုံးပေါင်းဘယ်လောက်လဲ1ထိတ်စီအတွက်နော်1ပါပါဘယ်လောက်လဲ1ပါဝါ6 6โอเคဘယ်မှာရေးရမလဲဒီအောက်မှာရေးလိုက်ပါနော်6အပေါ်က6ဖြတ်လိုက်ဘယ်လိုမျိုး6ဒီနှလုံးပေါင်းကြီး6ပြရမယ်လာတယ်လို့ပြောတယ်နော်ဟုတ်ပြီဒါနောက်ဒါဒီတကန်ပြီးပါနောက်ဒီမှာ4ရဲ့နှလုံးပေါင်းကြီးဘယ်လောက်လဲ8ဒီမှာရေးမနော်8ပါဝါ3 8 3ဘယ်လိုမျိုး8 3လဲဒီနှလုံးပေါင်းကြီးက8 3လာတယ်နော်ဒီမှာဒီနှလုံးပေါင်းချင်းလောက်လေ16ဒီနှလုံးပေါင်းချင်း83ဒီမှာ8မလို့83ဖြစ်မယ်3ဖြစ်တယ်နော်ဟုတ်ပြီဒီနှလုံးပေါင်းချင်းနောက်တစ်ခု3ပင်ရိုက်နောက်ဆုံးပါနော်ဘယ်လောက်လဲနှလုံးပေါင်းချင်း9ပါဝါ4 9နှလုံးပေါင်းချင်းရလက်က9ဖြစ်ရမယ်ဒီနှလုံးပေါင်းချင်းရလက်ဘယ်လောက်လဲ4ဖြစ်တယ်ဟုတ်ပြီနော်တောက်လျှောက်ကြည့်ဟုတ်ပြီဒီနှလုံးပေါင်းချင်းဘယ်လောက်လဲ3မှတ်တာနော်ဒီမှာတစ်ကြိမ်4ပြင်မြောက်ရဲ့တစ်ကြိမ်2ကြိမ်3ကြိမ်မြောက်4ပြင်မြောက်ဒီမှာ3ကြိမ်မြောက်နှလုံးပေါင်းချင်း3ပါဝါ8 38ဘယ်လိုလို့38လဲဒီနှလုံးပေါင်းချင်းညနေရဲ့ထိတ်ကိုကြားတယ်38ဖြစ်ရမယ်ဘာဖြစ်လဲ3ဖြစ်တယ်ဟုတ်ပြီနော်စက်ကြည့်အောင်ဟုတ်ပြီဒီမှာတစ်ပြင်2ပြင်3ပြင်ဒီနှလုံးပေါင်းချင်းဘယ်လောက်3 9နဲ့4နဲ့3ပါဝါ8 38တချို့ပေါင်းနေမယ်ခေါင်းအုံအောင်6တိုက်တာဗျာထိုးရမယ်ကွက်ပြောတမ်းပါဟုတ်လားထိုးရမယ်ကွက်ပြောရော့ဆိုပြီးပြောမှာပေါ့ဗျာခင်ဗျားတို့ကလည်းကိုယ့်အောင်ပညာလေးရအောင်ဆိုပညာမလို့ကျုံပတ်စံမဲ့လူချင်းဆိုတော့ကောင်းပါဘူးတို့နဲ့ကောင်းရှိသေးတယ်နော်ဘလောက်လဲ4ရဲ့9ရဲ့နှလုံးပေါင်းချင်း3ပါဝါ8 38ဘယ်လိုမျိုး38လဲဒီနှလုံးပေါင်းချင်းက38ဖြစ်ရမယ်ဘာဖြစ်လဲခွန်ရဲ့6လို့ဆို3ဖြစ်တယ်လာနော်စက်ကြည့်နောက်ထပ်ဒီမှာ4ရဲ့9ရဲ့နှလုံးပေါင်းချင်းဘလောက်လဲ3ပါဝါ8 38ဘယ်လိုမျိုး38လဲဒီနှလုံးပေါင်းချင်းရဲ့တရားလက်က38ဖြစ်ရမယ်ဟုတ်ပြီနော်ဘာလဲ3ဖြစ်တယ်နောက်ထပ်စက်ကြည့်ဒီနှလုံးပေါင်းချင်းဘလောက်လဲ5ကျွန်တော်လည်းခုနကမှတွေ့တာ5ပါဝါ3ည5 3ညဖြစ်ရမယ်ဘယ်လိုမျိုး5လဲဒီနှလုံးပေါင်းချင်းက5 3ညဖြစ်ရမယ်ဘာဖြစ်လဲ5ဖြစ်တယ်အဲ့လိုပဲဒီမှာတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်ဆိုတော့အခုလဲ
တစ်ချိန်နှစ်ချိန်သုံးချိန်မှတ်တာနော်ဒီနေရာလောက်မှာဒီနဲ့ပထမဆုံးအဲ့ဒါတနင်္လာတနင်္လာအင်္ဂါပေါ့ဗျာဗုဒ္ဓဘုနေ့မနက်ခင်းထွက်တဲ့နှလုံးဟိုမူတည်ပြီးတော့တောက်ကြနေထွက်မဲ့နှလုံးအဲ့ဒါကိုဖြစ်အောင်လုပ်ထိတ်စီးရအောင်ဘယ်လောက်လဲဒီမှာဆိုငါကျွန်တော်အဲ့ချိန်ကျကျွန်တော်ပြောလို့ရမှာမဟုတ်တော့အဲ့ချိန်ကဖိုင်ဘတင်တော့လို့ပြောတာမှန်တာတော့ဒီမှာနှလုံးပေါင်းချင်း3ပါဝါ8 38ဒီနှလုံးပေါင်းချင်း38ဖြစ်ရတယ်ဒီမှာလဲ3ည5ပါဝါ3ည5 3ညဒီနှလုံးပေါင်းချင်း5 3ညဖြစ်ရတယ်ထိတ်စီးရှာနေနော်ဗုဒ္ဓဘုနေ့ညနေထိတ်စီးဒီနေ့မနက်ခင်းထွက်တဲ့ဟာမနက်ခင်းတော့အင်္ဂါနေ့ဟုတ်တယ်အင်္ဂါနေ့ထွက်တဲ့နှလုံးကိုမူတည်ပြီးတော့ဗုဒ္ဓဘုနေ့ညနေထိတ်စီးရအောင်လို့โอเคလာပြောတာโอเคနည်းနည်းအချိန်ကြီးကြားသွားပြီမမဝင်ချင်းကျွန်တော်ပြမယ်နော်โอเคစက်ကြည့်โอเคမမဝင်ချင်းနဲ့ချိန်ကြီးကိုဒီကောင်ဘိုင်ဘာရမှလာခဲ့ပါနော်ဘိုင်ဘာမရှိရင်တော့အစင်မပြေဘူးပါဘာလို့လဲကျွန်တော်ကတ်ဝေတာဟုတ်ဗျာနော်ကတ်ဝေတာဆိုဘိုင်ဘာမရှိရင်မရပါဘူးဗျာနော်ချိန်ကြီးကိုโอเคတပတ်ကိုဒီလောက်ပါနော်အများများစလည်းမရှိဘူးကျွန်တော်စီမှာကြာတာပြီးတောက်ကြ2ရက်နဲ့ဒီနောက်တစ်ပတ်ထိဝင်လို့ရမယ်ဆိုရင်ညီကိုလေးလာပါတယ်ဗျာနော်သူ့အတွက်အဆင်ပြေတယ်2ရက်လုံးအဆင်ပြေတယ်နေကြကြနော်2ရက်မနေ့ရောညရောဒီနေ့လဲဒီနေ့မနေ့ခင်း36တဲ့ပါတယ်နော်မနေ့ပိုင်းမတက်ပိုင်းလို့မြည်ဒီအများပြည့်ကျွန်တော်တဲ့စီးပေးတာများတယ်နော်တနေ့ကုန်ထိုးရမယ်ဟာလေနော်ကျွန်တော်မန်ပါနောက်တစ်ခါလေးပြောပါမယ်ကျွန်တော်မန်ပါလေးခုကြည့်နေဆိုကျွန်တော်ငွေကက်အချုပ်ကက်လေးမှာလေးလုံးခွေတို့မြည်ဒီဗုဒ္ဓဘုနေ့ညနေရမှာစပြီးထိုးပါတခါပြောနော်ဒီနေ့လေးလုံးခွေမှာပါလဲတချို့ကတစ်ထွက်ပြီးလို့မို့1638ကဆရာဆက်ထိုးရမှာလားတစ်ထွက်ပြီးမဲ့အပူးမပါထိုးတာထိုးပါဇက်ကနော်နောက်အပူးမပါထိုးပါနော်1638တစ်မိန်းနဲ့ထွက်တယ်ဒီမှာဆက်လိုက်တယ်မှာဒီမှာ36ဆိုပြီးထပ်ထွက်တယ်88ကတော့ကျွန်တော်အပူးမပါလို့ပြောတယ်တော့မပြောတော့ဘူးနော်အဲ့ကောင်လေးလုံးခွေရုံမြည်ဒီဗုဒ္ဓဘုညက်နေရမှာစလိုက်ပါတနင်္လာအင်္ဂါမလိုက်ပါနဲ့နော်ဗုဒ္ဓဘုနေ့ညက်နေကိုနည်းနည်းလေးစလိုက်ကြာရပြီးတောက်ကြထွက်လာတယ်နော်မပြောက်ကန်တန်းလို့မြည်ဒီမပြောက်ဘူးအများပြောမပြောက်ကန်တန်းလို့မြည်ဒီလဲကြာရပြီးတောက်ကြထွက်များပါတယ်တခါပြောရနော်ဟိုဘက်ကမြူကန်တန်းဆိုတာအချင်းနေနဲ့ကစားပါနော်ဒီဘက်ကအခွေရလေးလုံးမဟုတ်တော့ဘူးနော်မန်ပါတွေ3လုံးပဲ3လုံးခွေအပူးမပါဘဲနဲ့3လုံးခွေထိုးရင်ထိုးပါနော်အဲ့ဒါလေးโอเคဘရိတ်လိုက်တဲ့ညီကူတွေလဲဘရိတ်ကိုရွေးရှိလိုက်ပါဒီကြပေါ့ထွက်ပါလိမ့်မယ်နော်တင်ကွက်အနေနဲ့ဟာတွေပါခြင်းမပါမယ်ဒါမဲ့ကျွန်တော်ဘရိတ်ကတော့ထွက်တယ်ဆိုတာကိုပြောရင်းနဲ့နော်ကဲအားလုံးပဲလို့ကျလာခြင်းလာပေါ့ဗျမလာခြင်းနေပေါ့ဆိုကြည့်တော့မကန်ပေါက်ပြီးတွေပါစိတ်ဝင်စားအောင်နော်လိုက်ပြီးတော့လဲအကျွေးတောင်းလို့မတောင်းဘူးဗျဒီပတ်စံလေးဒီအမောက်နဲ့တော့တချို့ရှိသေးတယ်သိရာကြော်ရှုံးနေအဲ့ဒါစိတ်ဝင်စားဟုတ်ဗျာတော့ကျွန်တော်နိုင်အောင်လုပ်ပေးပါအော်သူဘယ်ဟုတ်ရတယ်ဘလူးရှုံးလာခဲ့မှမသိတယ်ကျွန်တော်နိုင်အောင်လုပ်ပေးရကျွန်တော်လည်းနတ်ဖျားလည်းမဟုတ်ဘူးနော်ယူထားတာလည်းဒီတော့ပါနော်ပုံမှန်လေးနဲ့ပြန်ယူมาရမှာနော်ဝုံငနဲ့ရှုံးထားတာတိတ်ထောင်ကန်နဲ့တစ်ပတ်အတွင်းပဲကျွန်တော်မြတ်အောင်လာလုပ်ပေးရတယ်ကျွန်တော်လာမလုပ်နဲ့နော်အဲ့လိုကြိုးကြောင်ဆိုရင်လည်းမလာခဲ့ပါနဲ့နော်တခါပြောထားပါဗျကဲအားလုံးပဲကျမ်းမာချမ်းသာပါစေဗျာ